ရှားပါးလေးတွေပြန်ဝင်လာလို့ဒီနေ့ကတော့ကျွန်တော်တို့ဒါပစ္စည်းတွေအများကြီးပဲထက်ရောက်ထားတယ်ချီအားကျတော့ဘာချီလဲအိန္ဒိယချီဒါလေးဆိုရင်လည်းတခွားလေးများတာအဖြူခံလေးဒါလိုအနီလေးတွေပန်းလေးရင်းတဲ့ဘက်ကိုသွားတာသူဆိုရင်လက်ခံပေါ်မှာခရမ်းများတယ်စိန်တော့အစားစားရှိပါတယ်ခင်ဗျဒီနေ့ကတော့ကျွန်တော်တို့ဒါပစ္စည်းတွေအများကြီးပဲထက်ရောက်ထားတယ်စင်တူတွေဝစ်ချင်သလားဒါမှမဟုတ်ရင်ကျွန်တော်တို့ဒါအဖွဲလိုက်တွေစင်တူတွေဝစ်ချင်လားဒါမှမဟုတ်လည်းတကူချင်းတော့လက်လီရောလက်ကားရောရောင်းလို့ရမယ်နော်ဒါလေးတွေကကျွန်တော်တို့ဒါပစ္စည်းရှားပါးလေးတွေပြန်ဝင်လာလို့နော်ဒါလက်လီကိုယ်တိုင်ပဲဝတ်ချင်မဲဖြစ်ဖြစ်ကျွန်တော်တို့ဒါလက်ကားပဲပြန်ရောင်းနေတဲ့သူတွေပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီလိုမျိုးဒီဇိုင်းအလားပရမဟုတ်ဘူးစပန်တို့မဟုတ်ဘူးလက်ရလက်ကောက်တယ်ကျွန်တော်တို့ဒါကလေးမျိုးလက်ရလက်ကောက်ကိုမှချင်းရိုးရာကျွန်တော်တို့ဒါချင်းရိုးကျွန်တော်ကချင်းရိုးရာဆိုင်ကိုကျွန်တော်ကချင်းတဲ့တီးတန့်ပဲရောင်းချတဲ့ဆိုင်ဖြစ်တယ်ကျွန်တော်ကချင်းတဲ့နဲ့ပတ်သက်လာရင်ဒီဇိုင်းအစုံ1 set တွေတကွင်းချင်းတွေလက်လီလက်ကားကျွန်တော်ကရောင်းချပေးနေတဲ့ဆိုင်ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ကချင်းတဲ့တွေလာပြပေးတာဒီထဲမှာကျွန်တော်တို့ကပန်းဒီဇိုင်းလေးကဒီကောင်လေးအင်မတန်လူကြိုက်များလာတယ်เนาะကျွန်တော်တို့ကဒီလိုအနစ်ခံသူ့မှာဖြူခံလေးတော့ရအောင်မယ်ကျန်တဲ့ကာလာတွေတော့မလာဘူးအဖြူခံရမယ်အနစ်ခံရမယ်အနစ်ခံမှာဆိုရင်ကျွန်တော်တို့ကဒီလိုမျိုးကာလာပေါက်တွေအစုံလာတာသူကဒီထဲမှာဆိုရင်ကျွန်တော်တို့ကပန်းစီများတာပေါ့เนาะဒီကောင်လေးဆိုပန်းစီများတဲ့ဘက်ကိုသွားတယ်အဲ့ဒါဥမာကျွန်တော်တို့ကလင်းနာတွေငိန်နာတွေပေါ့เนาะပြောချင်တာအဝါတွေအစိမ်းတွေတော့အနီတွေအဲ့လိုမျိုးတွေကာလာပေါက်ကလေးတွေပြောင်းသွားမှာเนาะဒီလိုမျိုးဒါလေးတွေကဒါသူ့ရဲ့သဘောတဘာဝလေးပါဝင်မဲ့ပစ္စည်းပေါ့เนาะဒီကောင်ကဒီမှာအတွန်းပိုင်းဒါလေးကအတွန်းပိုင်းလေးเนาะဒါလေးရလက်ကောက်တဲ့ဖြစ်ကြောင်းပြပေးတာเนาะဒါအတွန်းပိုင်းလာတာကိုကကျွန်တော်တို့ကနှက်ကိုက်ကွင်းမဲ့လာတယ်တခုရှိတယ်ကျွန်တော်တို့ဒါဟိုပေါ့နှက်ကိုက်ကြော်ဝစ်ချင်တဲ့အမတွေအန်တီတွေနော်ညီမတွေအတွက်ကကြတော့ကျွန်တော်တို့ကဒီလိုမျိုးအသားထူတဲ့ပြောင်စာလေးတွေလာတယ်အသားထူစကိုက်တော်မကုန်အသားထူဆိုတာကချီလုံးထူတဲ့ကျွန်တော်ပြောင်စာကြီးလာတယ်ပြောင်စာတကိုက်ကိုတက်တော့ဒီကိစ္စကိုလည်းကျွန်တော်အများအားပြောပါတယ်ကျွန်တော်ချင်းတွေကဘာကြောင့်မလဲဆိုတော့နှက်ကိုက်ကွင်းမဲ့လာတာနှက်ကိုက်ကြော်မလာဘူးတို့ပေမဲ့ဒီကောင်ဆိုရင်လည်းဒါခွန်းလေးကကျဲတယ်နှက်ကိုက်တော်မှာနည်းနည်းစွန်းတယ်ကျွန်တော်ကနှက်ကိုက်ပဲပြောအမှန်နှက်ကိုက်နဲ့တစ်လက်မလို့ပါလို့ဗန်နီလာတစ်လက်မလို့နှစ်လက်မလို့နော်ညပြောချင်တာနှက်ကိုက်ပဲလာတယ်အဲ့ဒီတော့ကြောင့်မို့ကျွန်တော်နှက်ကိုက်တက်မိုက်တော့နှက်ကိုက်တထွာလို့ဝစ်ချင်တဲ့အန်တီတွေအမတွေဆိုရင်တော့အတွန်းထဲမှာဒီလိုနေရာမှာအတွန်းထဲမှာလူမြင်တဲ့နေရာမှာပြောင်စာလေးထိုးဝက်ပြောင်စာတကိုက်ကို1000တထွာတမိုက်လိုသလောက်ဖြတ်ပေးတယ်အင်ကြီးစပဲလှုပ်ချင်အတွန်းထဲမှာပြောင်စာလေးပဲထိုးဝက်ချင်နော်ဒါလေးကကျွန်တော်ပြောင်စားတွေရှိတယ်ဆိုတဲ့အကြောင်းလဲကျွန်တော်ထပ်ပြီးတော့မှပြောပေးတယ်နော်ချီအားကျတော့ဘာချီလဲအိန္ဒိယချီကျွန်တော်တို့ချင်းတယ်တွေအကုန်လုံးကအိန္ဒိယချီကျွန်တော်ချင်းတယ်တီးတဲ့ရောင်းတယ်ရှေ့မှာလဲကျွန်တော်ပြောသလိုပဲချင်းတယ်တီးတဲ့ရောင်းချတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကချင်းတယ်တွေချင်းတယ်စစ်ကလေးမျိုးချင်းတယ်တွေဆိုရင်ကျွန်တော်တို့အကုန်လုံးကအိန္ဒိယချီဗမာချီမဟုတ်တဲ့အတွက်ကြောင့်240 280ဆိုပြီးမှလည်းမလာဘူး200ဆိုပြီးမှလည်းမလာဘူးအကုန်လုံးကအိန္ဒိယချီနော်ဒီလိုမျိုးနှက်ကိုက်ကွင်းတကွင်းချင်းနော်ဒီလိုမျိုးဒါဆိုရင်တော့အဝါပေါက်ပေါ့နော်ပြီးရင်ခုနကကျွန်တော်ပြောတယ်အဖြူခံအဖြူတန်းတန်းလေးကြာရင်တော့ဒီမှာအဖြူခံလေးဒါလေးကတော့ကော်ပိတ်လေးခံဝက်เนาะအဖြူလေးလည်းရအောင်မယ်เนาะအဖြူခံလေးလှเนาะနှက်ကိုက်ကွင်းတကွင်းချင်းအဖြူလေးအပြင်ဒီမှာဒီကောင်လေးဆိုရင်ဒီမှာအနီရောင်လေးတွေပန်းရောင်လေးတွေများတာအနီရောင်လေးတွေပန်းရောင်လေးတွေဆိုတာဒီမှာဒီမှာဒီလိုအနီလေးတွေပန်းလေးတွေများတာပေါ့ဗျာเนาะရှေ့မှာကျွန်တော်ပြောသလိုပဲကျွန်တော်တို့ကအနက်ခံတွေပေါ်မှာကာလာပြောင်းလေးတွေကိုကြိုက်တဲ့ကာလာလေးတွေကိုရွေးချယ်လို့ရမယ်ပြီးရင်ဒီမှာဒီကောင်လေးဆိုရင်လည်းရွှေဝါလေးเนาะရွှေဝါလေးများတာပေါ့เนาะဒါကလင်းတဲ့ဘက်ကိုသွားတာသူဆိုရင်เนาะဈေးနှုန်းကတော့ဒီကောင်လေးတွေက9000ကျော်မယ်เนาะဈေးနှုန်းက9000ကျော်မယ်နှက်ကိုက်ကွင်းတကွင်းချင်းအိန္ဒိယချီเนาะဒီမှာဒီကောင်လေးဆိုရင်လည်းကျွန်တော်တို့ကဒါခရမ်းများတယ်လို့ပြောရမှာပေါ့เนาะအနက်ခံပေါ်မှာခရမ်းများတယ်เนาะဒီလိုလင်းတာလေးတွေငိန်တာလေးတွေပေါ့ဗျာနော်ဒါလေးတွေကကျွန်တော်တို့ဒါ68လမ်း3334မန္တလေးမြို့ချယ်ရီဦးချင်းရွာဒီဇိုင်းဆိုင်ရမနစ်ရှနာရညနေ6:06ခွဲတိဖွင့်လှစ်ထားလို့နိုင်ငံစုံနယ်စုံလဲပို့တယ်ကျွန်တော်တို့ဒါရန်ကုန်တို့တခြားဒါမျိုးဟိုပါပေါ့နော်ဒါပြည်တွင်းကတော့ကျွန်တော်တို့ Riot Delhi နဲ့ပို့ပေးတယ်နော်ဒီမှာဒါလေးဆိုရင်လဲတခွားလေးများတာနော်ဒါလေးဆိုရင်လဲဘူဆန်နဲ့လှတယ်နော်ဒီလိုမျိုးလေးတွေဈေးနှုန်းကတော့ခုနကပြောသလို9000ကျော်မယ်နော်ဒါလေးဆိုရင်လဲလှတယ်နော်ဒါလေးဆိုရင်လဲခရမ်းလေးများတာနော်ခရမ်းလေးနော်ဒါလေးတွေကျွန်တော်တို့ဒါစင်တူရတယ်နော်စင်တူလေးလည်းဝတ်ချင်လည်းရတယ်ပစ္စည်းရည်အတွက်များများရှိတယ်ဒါအခုလက်ရှိရနိုင်တဲ့ကာလာလေးတွေကိုလာပြပေးတာနော်လက်လီလက်ကရပါတယ်ဆိုင်ကချယ်ရီဦးချင်းရိုးရတဲ့ဆိုင်ဆိုတဲ့အတိုင်းချင်းတဲ့တီးတဲ့မျိုးတွေရောင်းကြတဲ့အတွက်ကျွန်တော်တို့ဒါ1 set ဆိုရင်1900နေစရှိရဲတကွင်းချင်းဆိုရင်1300နေစပြီးတော့မှသိန်းကနန်းနဲ့နေထိဈေးနှုန်းအစားစားရှိပါတယ်ခင်ဗျကလေးမျိုးရွှေလေးရဆိုင်ခွဲဖြစ်တဲ့အတွက်ကြောင့်မို့ကလေးမျိုးလေးရလက်ကန်းရကန်းတယ်လေးတွေပေါ့ဗျာနော်fancy ဆွဲကြိုးခေါင်းဆောင်စတိုးတွေအပြင်ကျွန်တော်တို့ဒါယောက်ျားလေးဝက်မိန်းကလေးဝက်ကလေးဝက်တွေလည်းအစုံနေရနော်ကျေးဇူးပါနောက်နေ့မှာကျွန်တော်တခြားဒီဇိုင်းတွေနဲ့လည်းပြန်ပြီးတော့မှပြပေးအောင်မယ်ဝေါ်ထဲမှာလည်းဝင်ကြည့်လို့ရတယ်